တွန်းစာမှာ ZCD Zomi Democracy အဖွဲ့ချုပ်က2နေရာနဲ့ NLD က2နေရာအနိုင်ရသွားပါတယ်။တွန်းစာမြို့နယ်ပြည်နယ်လွှတ်တော်အမှတ်2ကိုယ်စားလှယ်နေရာအတွက်လက်ရှိလူမှုရေးဝန်ကြီးဦးပေါင်လွန်းမင်းထန်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် Zomi Democracy အဖွဲ့ချုပ်ကအနိုင်ရသွားတာဖြစ်ပြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ပြည်နယ်လွှတ်တော်အမှတ်1နေရာကို NLD ကအနိုင်ရသွားတယ်လို့တွန်းစာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဦးအင်းလမ်းမုံကအတည်ပြုပြောကြားပါတယ်။2015ရွေးကောက်ပွဲတုန်းကဆိုချင်းပြည်နယ်တွန်းစာမှာ ZCD Zomi Democracy အဖွဲ့ချုပ်က3နေရာအနိုင်ရခဲ့ပြီး NLD က1နေရာပဲရခဲ့ပါတယ်။